What are we doing here? MMA. All right, let's go. All right, let's go. We're gonna go. How you feel? Are you nervous? No? You ready? Yeah. မင်္ဂလာပါဒီနေ့ကတော့အီတန်ရဲ့ပထမဦးဆုံး MMA ပွဲဖြစ်ပါတယ်သူဝိတ်ချိန်ပြီးတော့သူ့ရဲ့တင်ရချင်းနဲ့နည်းနည်းလေးချင်ပါတယ်သူပွဲမတိုင်ရင်သူ့ရဲ့အကန့်ချက်တွေသူ့ရဲ့ထိုးချက်တွေနည်းနည်းလေးချင်ပါတယ်ဒီပွဲကတော့ဒီ Combat Club ဆိုတဲ့သူတို့ရဲ့ဂျင်မှာလုပ်တဲ့ပွဲဖြစ်ပါတယ်သူ့ရဲ့ပြိုင်ဘက်ကလည်းဒီဂျင်မှာပဲကစားဖြစ်ပါတယ်ဤတန်ဆယ်နှစ်ပဲရှိပြီမဲ့သူပွဲမစခင်တခြားပွဲကြည့်ရင်လည်းသူကစိတ်ကတော့ရမ်းတည်ငြိမ်ပြီးတော့စောင့်နေပါတာဤတန်ပွဲဆာမှာသူ့ရဲ့အဖိုးနဲ့ကိုပါလီရှာနဲ့လိုကီပေးလိုက်ပါတယ်သူ့ရဲ့ပြန်ဘက်ကတော့အရင် aggressive ပြီးတော့သူ့ကို Good body shot there ကြိုးစားနေပါတယ် Good ကလေး MMA ပွဲမှာမျက်နှာထိုးလို့မရတဲ့ကြောင့်သူကတော့ low kick နဲ့ body kick ကိုပေးပါတယ်သူ့ရဲ့ body kick ကိုသူ့ရဲ့ပြန်ဘက်ကဖမ်းပြီးတော့သူ့ကို take down လုပ်ဖို့ကြိုးစားနေပါတယ် Ethan ရဲ့ take down defense က cage မှာဆိုတော့ကောင်းပါတယ် Ethan က cage defense လုပ်ပြီးတော့သူ့ရဲ့ opponent ကို body lock နဲ့ take down လုပ်လိုက်ပါတယ် take down လုပ်ပြီးတော့ control လုပ်ရဲအဲ့ဒါပြီးတော့ body shot ground and pound လုပ်ပါတယ်သူ့ရဲ့ပြန်ဘက်ကပြန်မတက်ရတယ်သူက low kick နဲ့ထိုးရဲ အဲ့ပြီးတော့သူ့ headlock နဲ့ throw လုပ်ပါတယ်အဲ့ဒီအချိန်မှာ Ethan က body lock နဲ့ reversal လုပ်လိုက်ပါတယ် reversal လုပ်ပြီးတော့သူကကောင်းမှု control လုပ်ပါတယ်သူရဲ့ side control မှာလုပ်အဲ့ပြီးတော့ back control လုပ်ပါတယ်အဲ့ဒီ back control ကနေသူ့ကိုကျွေးပါတယ် Don't worry about choking. ဒီ MMA ပွဲအစမှာတော့သူတို့အားရှိရဆိုတော့သူ့ကိုချုပ်မလုပ်ခိုင်းမှုပြောပါတယ်သူ့ရဲ့ဖေက do နဲ့လက်တီးနဲ့ body ကိုသူတို့ ground and pound လုပ်ပါတယ် Knee to the body right there. အဲ့သူ့ရဲ့အဖေထီယိုတန်နဲ့ကျွန်တော် coaching လုပ်အကောင်းမှုနားထောင်ပါတယ်သူက back control လုပ်ပြီးတော့ Kimura grip ယူပြီးတော့သူကတော့ arm bar နဲ့အနိုင်ရရှိသွားပါတယ်ဒီကတော့ Ethan ရဲ့ပထမဦးဆုံးအမြင်ကိုဖြစ်ပါတယ်